ရဲ့ဇာတ်လမ်းကတော့တနည်းအားဖြင့်ပြောရရင်ကျွန်တော်တို့ဒီ series တစ်ခုလုံးမှာပြောခဲ့တဲ့များတွေမှာတမိုင်းအရှိဆုံးဖြစ်တယ်လို့ထိအခိုက်မခံဆုံးနိုင်ငံလည်းဖြစ်ပါတယ်ဒီနေ့ကတရုတ်နဲ့အမေရိကန်တို့ရဲ့အားပြိုင်မှုကြားမှာကျူးဘာဘလို့ရပ်တည်နေရတယ်လဲဆိုတာကိုသိရှိနိုင်ဖို့ရင်ဆုံးသိထားမှာကတော့ကျူးဘာဟာသူ့ရဲ့ခေတ်သစ်သမိုင်းတစ်လျှောက်လုံးမှာတခြားနိုင်ငံတစ်ခုခုရဲ့နိုင်ငံရေးကစားကွက်တွေထဲမှာပဲအမြဲတမ်းပါဝင်နေခဲ့ရတယ်ဆိုတာပါပဲပထမဦးဆုံးစပိန်တွေရဲ့လက်အောက်မှာရှိခဲ့တယ်။အဲဒီနောက်မှာအမေရိကန်တွေကကြီးစိုးခဲ့တယ်။ပြီးတော့တခါဆိုဗီယက်ယူနီယံအခုတော့ဒီထက်ပိုပြီးရှုပ်ထွေးတဲ့ပုံစံမျိုးနဲ့တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍတွေကိုရောက်လို့နေပြန်ပါပြီ။အမေရိကန်ပြည်ထောင်စုနဲ့ကျူးဘားနိုင်ငံတို့ရဲ့ဆက်ဆံရေးဟာအနောက်ကမ္ဘာချမ်းမှာတော့အကျိုးဆက်အကြီးမားဆုံးဖြစ်တယ်လို့အစိတ်အတောက်အဖြစ်ဆုံးနှစ်နိုင်ငံဆက်ဆံရေးလည်းဖြစ်ပါတယ်။1898ခုနှစ်စပိန်အမေရိကန်စစ်ပွဲပြီးမှာအသက်ဆက်လွတ်လပ်ရေးရလာတဲ့ဒီကျိုးနိုင်ငံလေးပေါ်မှာအမေရိကန်ဟာအင်အားအကြီးဆုံးဩဇာလွှမ်းမိုးသူဖြစ်ခဲ့ပါတယ်။1900ခုနှစ်မှာထွက်ပေါ်လာတဲ့ Black Amendment ဆိုတာအမေရိကန်တွေကိုယ်တိုင်ရေးဆွဲပြီးကျူးဘားရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုအတင်းအဓမ္မထည့်သွင်းခိုင်းခဲ့တဲ့ဥပဒေတစ်ခုဖြစ်ပါတယ်။ဒီဥပဒေအရအမေရိကန်ဟာသူတို့ရဲ့အကျိုးစီးပွားထိခိုက်နိုင်တယ်လို့ယူဆတဲ့ဘယ်အချိန်မှမဆိုကျူးဘားရဲ့ပြည်တွင်းရေးကိုစစ်ရေးအရဝင်ရောက်ဆွတ်ဖက်ခွင့်ရရှိသွားခဲ့ပါတယ်။အဲ့ဒီဥပဒေကပဲအခုထိအမေရိကန်တွေသိမ်းပိုက်ထားဆဲဖြစ်တဲ့ဂွာတာနာမိုဘေးရေတပ်အခြေစိုက်စခန်းကိုစတင်တည်ထောင်ခဲ့တာပါ20ရာစုရဲ့ပထမနှစ်ဝက်အတွင်းမှာတော့ကျူးဘားဟာအမေရိကန်ရဲ့အဆောင်ရှောက်ခံနယ်မြေတစ်ခုလိုဖြစ်နေခဲ့ပါတယ်အဲ့နောက်ပိုင်းမှာအမေရိကန်ကုမ္ပဏီတွေဟာကျူးဘားနိုင်ငံတွေကိုလွတ်လွတ်လပ်လပ်အလုံးအရင်းနဲ့ဝင်ရောက်လာခဲ့ကြပါတယ်1950ပြည့်လွန်နှစ်တွေမှာတော့ကျူးဘားရဲ့အဓိကငွေအရင်းအမြစ်ဖြစ်တဲ့တရားထုတ်လုပ်မှု40%ခန့်ကိုအမေရိကန်ကော်ပိုရေးရှင်းတွေကထိန်းချုပ်ထားခဲ့ကြပါတယ်လျှက်စစ်ကွန်ရက်တွေတယ်လီဖုန်းစနစ်တွေအားလုံးကိုလည်းအမေရိကန်တွေကပဲပိုင်တာပါအဲ့ဒီချိန်တုန်းကချင်းချစ်ချစားနေတဲ့ကျူးဘားအာဏာရှင်ဖူခန်စီယိုဘာတီစတာကိုလည်းအမေရိကန်ကထောက်ပံ့ပေးထားပါတယ်ဘာလို့လဲဆိုတော့သူကအမေရိကန်ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက်အမြဲတမ်းတကားဖွင့်ပေးထားလို့ပါပဲအဲ့ဒီကကျူးဘားနိုင်ငံဟာဗာနာမြို့တစ်ခွင်မှာအမေရိကန်မာဖီးယားတွေကကာစီနိုတွေနဲ့ဟိုတယ်တွေကိုအစိုးရရဲ့ခွင့်ပြုချက်နဲ့ပြောင်းကျလဲပတ်နေခဲ့ကြပါတယ်ကျူးဘားမှာနိုင်ငံတော်အလံနဲ့သမ္မတတို့ရှိပေမဲ့တကယ်အာဏာအစစ်အမှန်ကတော့အမေရိကန်လက်ထဲမှာပဲရှိခဲ့ပါတယ်။ဒါတွေကိုတွန်းလှန်မှုအတွက်1959ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာတော့ Fidel Castro တပ်ဖွဲ့တွေဟာဟာဗာနာမြို့ထဲကိုချီတက်လာခဲ့ကြပါတယ်။အာဏာရှင်ဘာတီစတာကတော့ညသကောင်အချိန်မှာပဲတိုင်းပြည်ကနေထွက်ပြေးသွားခဲ့ပါတယ်ကက်စထရိုရဲ့ဒေါ်လာရေးအစိုးရဟာအားလုံးကိုပြည်သူပိုင်းသိမ်းပိုက်လိုက်ပါတယ်။အမေရိကန်ပိုင်းတရားစိုက်ခင်းတွေအသုံးဆောင်ပစ္စည်းလုပ်ငန်းတွေကာစီနိုတွေနဲ့ဇီးပွားရေးလုပ်ငန်းအားလုံးကိုကျူးဘားအစိုးရကသိမ်းယူခဲ့တာဖြစ်ပြီးတော့အမေရိကန်ပိုင်းရှင်တွေကိုဂျော်ဂျီ$1တောင်ပြန်မပေးခဲ့ပါဘူး။တာမန်ကျူးဘားပြည်သူတွေတော့ဒါဟာလွတ်မြောက်မှုပါပဲ။ဒါပေမဲ့အမေရိကန်ကတော့ဒါကိုစစ်ကြေညာတာလို့မှတ်ယူခဲ့ပါတယ်။အမေရိကန်ဖလော်ရီဒါကနေမိုင်90ပဲဝေးတဲ့အမေရိကန်ကဆယ်စုနှစ်6ခုကြောင်သူတို့ရဲ့နောက်ဖေးခြံဝန်းလို့သဘောထားခဲ့တဲ့နိုင်ငံလေးကဒေါ်လာဘီလီယံနဲ့ချီတဲ့အမေရိကန်ရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းပိုက်လိုက်ပြီးတော့အမေရိကန်ရဲ့စံနှုန်းတွေအားလုံးကိုသဘောတရားကြီးအရဆန့်ကျင်ဘက်ရပ်တည်လိုက်ပါတော့တယ်။အမေရိကန်တုံ့ပြန်မှုကတော့1962ခုနှစ်ဧပြီလမှာစခဲ့ပါတယ်။ကျူးဘားဒေါ်လာရဲ့ပြီးထွက်ပြေးလာကြတဲ့ပြည်ပရောက်ကျူးဘားနိုင်ငံသား1400လောက်ကိုအမေရိကန် CIA ကလနဲ့ချီပြီးစစ်တင်နှံပေးခဲ့ပါတယ်။သူတို့ရဲ့ရွေးချက်ကကျူးဘားကိုကျူးကျော်ဝင်ရောက်ပြီးကက်စထရိုကိုဆန့်ကျင်တဲ့လူလူအုံကြွမှုဖြစ်လာလှုံ့ဆော်ဖို့ပါ။အမေရိကန်သမ္မတကနေဒီဟာအဲ့ဒီအစီအစဉ်ကိုသမ္မတအိုင်ဇင်ဟောင်ဝါစီကနေအမွေဆက်ခံခဲ့တာဖြစ်ပြီးတော့သူကစိတ်မပတပါနဲ့ပဲအတီးပြုတ်ပေးခဲ့တယ်လို့အဲ့ဒီတုန်းကသတင်းစာတွေကရေးကြပါတယ်။ဧပြီလ19ရက်နေ့မှာတော့အဲ့ဒီပြည်ပရောက်ကျူးဘားတပ်ဖွဲ့ဝင်တွေဟာကျူးဘားတောင်ဘက်ချမ်းကမ်းခြေကရွှွန့်တော်ထူထပ်တဲ့ဝက်အော်ဂွေးလိုခေါ်တဲ့နေရာကိုကျူးကျော်ခဲ့ကြပါတယ်။သူတို့ရဲ့အစီအစဉ်ကတာမန်ကျူးဘားပြည်သူတွေဟာသူတို့နဲ့ပူးပေါင်းလာပြီးအုံကြွလာလိမ့်မယ်လို့တွက်ဆထားတာပါ။ဒါပေမဲ့တကယ်တမ်းမှာတော့ဘယ်သူမှပူးပေါင်းမလာခဲ့ကြပါဘူး။ကက်စထရိုရဲ့တပ်ဖွဲ့တွေကအဲ့ဒီကျူးကျော်သူတွေကိုနိုင်ပိုင်းအတွင်းမှာတင်ဝိုင်းရံပိတ်ဆို့လိုက်ပါတယ်။၃ရက်အတွင်းမှာပဲကျူးကျော်လာတဲ့ထဲကလူ1200လောက်ကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးနောက်ပိုင်းအမေရိကန်ဆိုရကအဲ့ဒီလူတွေကိုဒေါ်လာ53သန်းတန်ဖိုးရှိတဲ့အစားအသောက်တွေနဲ့ဆေးဝါးတွေနဲ့ပြန်ပြီးရွေးထုတ်ခဲ့ရပါတယ်။ဒီရှုံးနေမှုဟာအမေရိကန်အတွက်တော့တကယ်သတင်းဆိုးတစ်ခုပါပဲ။ပြီးတော့ကိုဒုက္ခကိုရှာတဲ့ဖြစ်ရလို့သတ်မှတ်ကြပါတယ်။ကက်စထရိုမှာလည်းဒီဖြစ်ရမတိုင်ခင်ကသူ့ပြဿနာနဲ့သူရှိပါတယ်။ပြည်တွင်းကတိုက်ခိုက်တွေနဲ့ရင်ဆိုင်နေရတယ်လို့
လူထုထောက်ခံမှုကလည်းတိတ်မရှိခဲ့ပါဘူးဒါပေမဲ့ဒီကျူးကျော်မှုပြီးတဲ့နောက်မှာတော့သူဟာကျူးဘားမြေပေါ်မှာအမေရိကန်ပြည်ထောင်စုကိုအနိုင်ရခဲ့တဲ့သူရဲကောင်းတစ်ယောက်ဖြစ်သွားပါတော့တယ်အမေရိကန်ကြာရှုံးခဲ့တဲ့ကျူးကျော်မှုဟာကက်စထရိုတို့တော့သူတကယ်လိုအပ်နေတဲ့အကြောင်းပြချက်တစ်ခုကိုပေးလိုက်တယ်လို့ဖြစ်သွားပါတယ်အဲ့ဒါကတော့ကျူးဘားဟာအမေရိကန်နယ်ချဲ့တွေရဲ့တိုက်ခိုက်မှုကိုခံနေရတယ်တော်လှန်ရေးကိုကာကွယ်ဖို့လိုအပ်တယ်ပြီးတော့ကက်စထရိုကိုစန့်ကျင်တဲ့သူဘယ်သူမဆိုဟာအမေရိကန်ဘက်တော်သားပဲဖြစ်တယ်ဆိုတဲ့အချက်ပါပဲဒါဟာသူ့ကိုဝေဖန်တဲ့သူတွေကိုနှုတ်ပိတ်လိုက်နိုင်တယ်လို့ပြည်သူလူထုကိုလည်းသူ့နောက်မှာစီလုံးသွားစေခဲ့ပါတယ်ဒါနဲ့မကသေးပါဘူးအမေရိကန်ရဲ့ရန်သူဆိုဗီယက်ယူနီယံနဲ့မဟာမိတ်ဖွဲ့မှုကိုပိုပြီးခိုင်မာစေဖို့အတွက်လည်းကက်စထရိုအတွက်အကြောင်းပြချက်ကောင်းကောင်းရသွားစေခဲ့ပါတယ်ဆိုဗီယက်ယူနီယံနဲ့နှိစက်ခဲ့တဲ့ကျူးဘားဟာနောက်ထပ်အကြက်တဲ့တစ်ခုကိုကြောက်ရပြန်ပါတယ်အဲ့ဒါကတော့1960နဲ့ကျူးဘားဒုံးကျည်အရေးခင်ပါကျူးဘားဒုံးကျည်အကြက်တဲ့ကြောင့်တစ်ကမ္ဘာလုံးဟာနျူကလ িয়ার စစ်ပွဲဖြစ်လို့နေပါအခြေအနေကိုကြောက်ခဲ့ရပါတယ်ဆိုဗီယက်ရဲ့နျူကလ িয়ার ဒုံးကျည်တွေကိုဖလော်ရီဒါကမ်းခြေကနေမိုင်90ပဲဝေးတဲ့ကျူးဘားမှာလာပြီးတပ်ဆင်ခဲ့တာပါ73ရက်ကြောင်အမေရိကန်နဲ့ဆိုဗီယက်တို့ကာရစ်ဘီယံပင်လယ်မှာထိတ်တိုက်ရင်ဆိုင်ခဲ့ကြပါတယ်နောက်ဆုံးမှာအမေရိကန်ကကျူးဘားကိုကျူးကျော်တိုက်ခိုက်မှာမဟုတ်ဘူးလို့ကတိပေးခဲ့တယ်လို့ဆိုဗီယက်ကလည်းဒုံးကျည်တွေကိုပြန်ရုပ်သိမ်းပေးခဲ့လို့အကြက်တဲကပြည်လည်သွားခဲ့ပါတယ်ဒါပေမဲ့ကျူးဘားကတော့အရင်တိုင်းကြံရစ်ခဲ့တယ်လို့အမေရိကန်ကလည်းကျူးဘားအပေါ်ခေတ်သမိုင်းမှာတက်တန်းအရှိဆုံးဖြစ်တဲ့စီးပွားရေးပိတ်ဆို့မှုကြီးကိုစတင်လိုက်ပါတော့တယ်1960ပြည့်နှစ်ဒီမှာစတင်ခဲ့ပြီးတော့1962ခုနှစ်မှာတိတိတသားတိုးချဲ့ခဲ့တဲ့အမေရိကန်ရဲ့ကျူးဘားပေါ်စီးပွားရေးပိတ်ဆို့မှုဟာအခုဆိုရင်260ကျော်ရှိသွားပါပြီ။ဒီပိတ်ဆို့မှုကြောင့်ကျူးဘားဟာအစားအသောက်ဆေးဝါးလောင်စာဆီနဲ့နိုင်ငံတကာငွေကြေးစည်းစိမ်မှုတွေမှာအကြီးအကျယ်အဟန့်အတားဖြစ်ခဲ့ရပါတယ်။အဲဒီတုန်းကတည်းကကျူးဘားနိုင်ငံဟာဒီနေ့အထိနလန်မထူတော့ပါဘူး။အဲဒီနောက်ပိုင်းမှာတော့ကျူးဘားဟာနောက်ထပ်မဟာမိတ်အသစ်လိုလာပါတယ်။အဲဒါကတော့တရုတ်ပါပဲ။1960ပြည့်နှစ်စက်တင်ဘာ28ရက်နေ့မှာကျူးဘားကတရုတ်ပြည်သူ့သမ္မတနိုင်ငံကိုအတိအမှတ်ပြုခဲ့ပါတယ်။ဒါဟာအနောက်ကမ္ဘာချမ်းမှာရှိတဲ့နိုင်ငံတွေထဲမှာပထမဆုံးအကြိမ်တရုတ်ကိုအတိအမှတ်ပြုခဲ့တာပါ။ပြောရရင်တော့တော်လှန်ရေးတငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။အစိုးရနှစ်ခုလုံးမှာတူညီနေတဲ့အချက်တွေအများကြီးရှိခဲ့ပါတယ်။တရုတ်ရောကျူးဘားရောနိုင်ငံစလုံးကလက်နက်ကင်တိုက်ပွဲတွေနဲ့အာဏာရလာတာပြီးတော့နယ်ချဲ့ဆန့်ကျင်ရေးဝါဒီတွေဖြစ်တာပြီးတော့နိုင်ငံစလုံးကအမေရိကန်ကိုသူတို့ရဲ့အဓိကရန်သူလို့သတ်မှတ်ထားကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့ရဲ့ဆက်ဆံရေးကတိတ်ရိုးရိုးရှင်းရှင်းတော့မဟုတ်ခဲ့ပါဘူး1960ပြည့်နှစ်တွေမှာတရုတ်နဲ့ဆိုဗီယက်တို့ကြားအကြောင်းထင်လာတဲ့အခါကျူးဘားကဆိုဗီယက်ဘက်ကိုရပ်တည်ခဲ့ပါတယ်။သမိုင်းပညာရှင်တွေပြောသလိုဆိုရင်တော့ကျူးဘားဟာတရုတ်ရဲ့စံထက်ဆိုဗီယက်ရဲ့ရေနံကိုပိုပြီးလိုအပ်ခဲ့တာကြောင့်လို့ဆိုကြပါတယ်။အဲ့ဒီအချိန်ကနေစပြီးတော့တရုတ်နဲ့ကျူးဘားရဲ့ဆက်ဆံရေးဟာအစ်ဆက်သွားခဲ့ပြီးတော့1990နဲ့1980ပြည့်လွန်နှစ်တွေအထိတနိုင်ငံနဲ့တနိုင်ငံအလံဝေးနေခဲ့ကြပါတယ်။အဲဒီနောက်1992ခုနှစ်မှာဆိုဗီယက်ယူနီယံကြီးပြိုလဲသွားခဲ့ပါတယ်။အဲဒီခါမှာကျူးဘားရဲ့စီးပွားရေးဟာတညတည်းနဲ့ကြောက်ထဲကိုထိုးဆင်းတယ်လို့ဖြစ်ခဲ့ရပါတော့တယ်။ဆိုဗီယက်စီကရတဲ့ဈေးသက်သာတဲ့ရေနံတွေကုန်သွယ်ရေးသဘောတူညီချက်တွေနဲ့ငွေကြေးထောက်ပံ့မှုတွေအားလုံးအငွေ့ပြန်တယ်လို့ပျောက်ကွယ်သွားခဲ့ရတာပါ။ကျူးဘားကတော့အဲဒီကာလကိုအထူးကာလလို့ခေါ်ခဲ့ပေမဲ့တကယ်တမ်းစီးပွားရေးအရကြည့်မယ်ဆိုရင်တော့လုံးဝကိုပြိုလဲလို့နေပါအခြေအနေဖြစ်ခဲ့ပါတယ်။ဒီအခြေအနေကိုတရုတ်ကဘေးကနေစောင့်ကြည့်နေခဲ့ပါတယ်။အဲဒီအချိန်မှာတရုတ်ကဖွံ့ဖြိုးဆဲကမ္ဘာတဝန်းမှာမဟာမိတ်တွေနဲ့ကုန်သွယ်ဖက်တွေကိုရှာဖွေနေတဲ့အရှိန်အဟုန်နဲ့တက်ကြွလာနေတဲ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာခဲ့ပါပြီ။ဒီလိုနဲ့ကျူးဘားနဲ့တရုတ်နှစ်နိုင်ငံဆိုရတွေဟာအပြန်အလှန်လည်ပတ်မှုတွေကုန်သွယ်ရေးသဘောတူညီချက်တွေနဲ့ဆက်ဆံရေးကိုပြန်လည်တည်ဆောက်ခဲ့ကြပြန်ပါတယ်။2010ခုနှစ်မှာတော့တရုတ်ဟာကျူးဘားရဲ့ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့ပြီးတော့2018ခုနှစ်မှာတော့ကျူးဘားကတရုတ်ရဲ့ကမ္ဘာ့တကွင်းလမ်းတစ်စင်း BRI စီမံကိန်းတွေကိုတရားဝင်ပါဝင်လာခဲ့ပါတယ်။ဒါဟာဆယ်စုနှစ်နှစ်ခုစာလောက်တဖြည်းဖြည်းတည်ဆောက်ခဲ့တဲ့မိတ်ဖက်ဆက်ဆံရေးကိုအခိုင်အမာဖြစ်စေခဲ့ပါတယ်။မဟာဗျူဟာမြောက်လေ့လာရေးစင်တာ CSIS ရဲ့ခန့်မှန်းချက်အရဆိုရင်နိုင်ငံရေးပထဝီဝင်နေထားရအခုချိန်မှာတရုတ်ကတစ်ချိန်ကဆိုဗီယက်ယူနီယံလုပ်ခဲ့တဲ့အခန်းကဏ္ဍမျိုးကိုကျူးဘားမှာပြန်ပြီးတော့နေရာယူလာတာဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ကဆိုဗီယက်ယူနီယံနဲ့ကွာခြားချက်ကတော့အခုချိန်ထိသူ့ဦးတည်ချက်ကစစ်ရေးထက်စီးပွားရေးပိုင်းကိုပိုပြီးတော့အာရုံစိုက်နေတာပါ။တကယ်တော့ကျူးဘားဟာတခြားဘယ်နေရာမှမရနိုင်တဲ့အခွင့်အရေးတစ်ခုကိုတရုတ်အတွက်ပေးထားပါတယ်။အဲဒါကတော့အမေရိကန်ပြည်ထောင်စုနဲ့မိုင်90ပဲဝေးတဲ့နေရာကာရစ်ဘီယံပင်လယ်ရေကြောင်းလမ်းမကြီးတွေရဲ့အလယ်ဗဟိုမှာရှိနေတာပဲဖြစ်ပါတယ်။ဒါရင်မကသေးပါဘူး။အမေရိကန်နဲ့ဆယ်စုနှစ်6ခုကျော်အောင်ထိတ်တက်ရင်ဆိုင်လာခဲ့တဲ့ကျူးဘားမှာအသင့်ရှိနေပြီးသားထောက်လှမ်းရေးနဲ့စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံတွေလည်းရှိနေပါသေးတယ်။အခုလိုတရုတ်နဲ့အမေရိကန်တို့အားပြိုင်နေတဲ့ကာလမှာတော့
ဒီလိုတီနေရာမျိုးဟာတန်ဖိုးဖြတ်လို့မရနိုင်တော့အောင်အရေးပါလာပါတယ်